မနေ့ကအမေရိကန်နိုင်ငံရေးမှာဒိုနာလို့ခေါ်တဲ့ Republican Party ရဲ့မင်္ဂလာပါမြန်မာနိုင်ငံအတွင်း၌နေ့စဉ်ဖြစ်ပွားနေတဲ့သတင်းမှန်တွေကိုအချိန်နဲ့တပြေးညီတင်ဆက်ပေးတဲ့ channel တစ်ခုဖြစ်ပါတယ်နားဆင်သွားကြပါပတ်စံလှူနေကြတဲ့အလှူရှင်တထေးကြီးများကအစည်းအဝေးခေါ်တယ်အဓိက hedge fund manager တွေပေါ့ဗျာနော် CEO တွေပေါ့အဲ့တော့ဒီ Republican Party ရဲ့သူတို့ရဲ့ဒီရွေးကောက်ပွဲအမတ်တွေအားလုံးရွေးကောက်ပွဲအတွက်ပတ်စံတွေလှူနေတဲ့အလှူကြီးတထေးကြီးတွေကအမေရိကန်အစိုးရကိုတချို့သော constitution တွေဖောက်ဖျက်မှုတွေအားလုံးနဲ့ပတ်သက်ပြီးမလုပ်ဖို့တောင်းဆိုတာကိုအမေရိကန်အိမ်ဖြူတော်ကနှာစီးနေပြီးပြန်မပြောတဲ့အခါမှာအဲ့ဒီ American Republican Party ရဲ့အလူရှင်ကြီးများပေါ့တထေးကြီးများပေါ့တချို့ကပြောတော့ဂျူးတွေပေါ့ဗျာတချို့ကလည်းတထေးတွေပေါ့ CEO တွေပေါ့အဓိကတော့ hedge fund လို့ခေါ်တဲ့ယင်းနှိမ့်မြုပ်နှံမှုအကြီးအကဲကြီးတွေက92နာရီစောင့်ကြည့်ပြီးတဲ့အခါမှာအိမ်ဖြူတော်ကအကြောင်းမပြန်တဲ့အခါမှာအပြတ်ကြီးညာလိုက်တယ်အခုလာမယ့်ရွေးကောက်ပွဲမှန်သမျှမှာအမေရိကန် Republican Party ရဲ့လွှတ်တော်ကိုယ်စားလှယ်တွေကိုငွေကြေးထောက်ပံ့တာတပြားမှမပေးတော့ဘူးဆိုင်းငံ့လိုက်ပြီဆိုကြီးညာလိုက်တဲ့အခါမှာအိမ်ဖြူတော်ကအကြက်ရိုက်သွားတယ်ကျော်ချင်တာကသမ္မတထရမ့်ကိုဒီနည်းနဲ့တားပြီအဲ့တော့ပတ်စံမယ်ဒီမိုကရေစီဆိုတာလူခွင့်ရေးထိုင်အော်ယုံနဲ့ဒီမိုကရေစီမရဘူးပတ်စံနဲ့လွှတ်တော်ကိုယ်စားလှယ်ဖြစ်ဖို့ပတ်စံလို့တယ်ရွေးကောက်ပွဲကမ်ပိန်းလုပ်ဖို့ပတ်စံလို့တယ်အဲ့ဒီပတ်စံကိုဘယ်သူလှူတယ်လဲလှူတဲ့လူကဩဇာရှိတယ်လေထိုးရင်လေပဲရမယ်လေနဲ့လာပြီးတော့ဒိုးခွေရေးဒီမိုကရေစီရေးဘာရေးညာရေးဒေါ်လာရေးထိုင်အော်နေလေပဲရမယ်ပတ်စံလှူတဲ့လူကဩဇာရှိတာပဲအဲ့တော့ဒီမိုကရေစီစနစ်မှာလဲပတ်စံလှူတဲ့လူပတ်စံလှူတဲ့လူကပဲအမေရိကန်အိမ်ဖြူတော်နဲ့အမေရိကန်အစိုးရနဲ့ဒီ Republican Party ကို control လုပ်ထားတာအဲ့ဒါတကူလက်ရှိအဖြစ်ပြပဲပြောချင်တာကမင်းတို့ငါတို့စကားနားမထောင်ဘူးငါတို့အလူရှင်စကားနားမထောင်ဘူးမင်းတို့လှုပ်ချင်တာလှုပ်ရင်လှုပ်မင်းတို့ဘယ်လိုလာပဲရွေးကောက်ပွဲကိုပတ်စံနဲ့ကိုရွေးကောက်ပွဲဝင်ကြမင်းတို့လွှတ်တော်ကိုယ်စားလှယ်ရောတပြားမှမပေးဘူးဒါလည်းနောက်ထပ်ဥပမာတစ်ခုပဲပတ်စံအဲ့တော့ဒေဦးဒေါ်လာကြီး9နှစ်ရှိနေပြီလေထိုးနေတဲ့လူတွေလေပဲရမယ်အဲ့တော့ဒေဦးဒေါ်လာကြီးမပြီးသေးဘူးလားလေထိုးနေလားကိုမေကိုလေထိုးရင်လေပဲရမယ်လေထိုးတဲ့လူများရင်လေထိုးတဲ့လူများရမယ်လေပဲပြန်ရမှာပြောချင်တာကຫນွေဦးတော်လန်ရေးသည်အလကားမရဘူးပတ်စံမပေးဘဲနဲ့ပတ်စံမဆိုင်ဘဲနဲ့တပြားမှမရဘူးအဲ့တော့ပတ်စံမပေးနိုင်ဘူးမလှူဘူးဆိုရင်ဆရာနာရှင်စနစ်အောက်မှာပဲနေရလိမ့်မယ်ဆိုလိုချင်တာကလေထိုးရင်လေပဲရမယ်ဒါလည်းအခုအမေရိကန်နိုင်ငံမှာဖြစ်နေတာဒါဆိုရင်အမေရိကန်နိုင်ငံမှာရှိနေတဲ့29ပြည်နယ်ကပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များနဲ့ဒီ Federal လွှတ်တော်အမတ်များက1814ခုနှစ်ဒီ Federal ကနေပြီးတော့ယာဒူးတွေပိုလွန်ပြီးတော့တုံးနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး1812ခုနှစ်ပြည်တွင်းစစ်ပြီးတဲ့အချိန်မှာ1814ခုနှစ်မှာပြည်နယ်9ပြည်နယ်ကနေလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်ကိုယ်စားလှယ်များစုပေါင်းတောင်းဆိုခဲ့ပြီးအဲ့တော့ဖွဲ့စည်းပုံပြင်ဆင်မှုတွေကနေပြီးတော့ Federal အစိုးရရဲ့အာဏာတွေကိုထိန်းချုပ်မှုတွေလုပ်ခဲ့တယ်။နှစ်ပေါင်း200ကြာတဲ့အခါမှာအမေရိကန်နိုင်ငံရဲ့ Federal အစိုးရကမောင်ရီကဲတို့အဖွဲ့ကမျက်နှာတွေအုပ်ထားတယ်။ဖမ်းချင်တိုင်းဖမ်းတယ်၊ပြစ်ချင်တိုင်းပြစ်တယ်၊ဝရမ်းမပါဘူး။အဲ့တော့သူ့ရဲ့ယာဒူးတွေကိုအကြီးအကျယ်ပိုလွန်သုံးဆွဲနေတာဖြစ်တဲ့အတွက်ပြည်နယ်28ပြည်နယ်ကတချို့ကိစ္စမှာဆိုပြည်နယ်48ပြည်နယ်ကလွှတ်တော်ကိုယ်စားလှယ်များပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များကသူတို့ဒီFederal အစိုးရကိုကန့်ကွက်တဲ့ဥပဒေများပြည်နယ်တိုင်းမှာဥပဒေတွေရေးဆွဲကြဖို့သဘောတူကြတယ်သတင်းစာရှင်းလင်းပွဲတွေလုပ်ကြတယ်အဲ့တော့ပြည်နယ်တိုင်းမှာ Federal အစိုးရရဲ့အဲ့ဒီကဏ္ဍတော့ဥပဒေကိုတရားလွန်အလွန်အကျူးသုံးဆွဲနေမှုများကိုကန့်သတ်ဖို့ကဏ္ဍတော့ကအဲ့ဒီ Federal ဝန်ထမ်းတွေမျက်နှာကိုအုပ်ထားတာတွေဖယ်ရှားဖို့ဝရမ်းမပါပဲဖမ်းဆီးမှုတွေမလုပ်ဖို့ပြီးတော့သူတို့ကျူးလွန်တဲ့ရာဇဝတ်မှုတွေကိုပြည်နယ်အစိုးရတွေကစုံစမ်းစစ်ဆေးခွင့်ပြုဖို့ဆိုတဲ့ပြည်နယ်ဥပဒေကြမ်းတွေကိုပြန်လည်ထုတ်ပြန်ပြီး Federal အစိုးရကိုစိန်ခေါ်တော့မယ်ဆိုပြီးတော့ထုတ်ပြန်မှုတွေဖိအားပေးမှုတွေလည်းအများကြီးဖြစ်နေတယ်ပြောချင်တာကအမေရိကန်နိုင်ငံရဲ့ Federal စနစ်ရဲ့အာဆန်ပွဲ Federal ဥပဒေများနဲ့ Federal အစိုးရများ
ဥပဒေများဥပဒေပြုမှုများတွေအပြန်အလှန်ဖြစ်ပေါ်နေကြပြီဒါသည်အမေရိကန်ရဲ့နိုင်ငံရေးစနစ်ပါနောက်တစ်ချက်အီရန်ကိစ္စအမေရိကန်မှာတော့မနေ့ကတော့အီရန်မှာပောက်ကွဲမှု6မြို့9မြို့မှာဖြစ်ကြတဲ့ဘယ်သူဖောက်ကွဲမှန်းလည်းမသိဘူးအမေရိကန်နဲ့အစ္စရေးကတော့သူတို့မလုပ်ဘူးလို့ညင်းတယ်ဒါပေမဲ့ပောက်ကွဲမှုတွေဖြစ်ကြတယ်သေဆုံးမှုတွေလည်းရှိတယ်အဲ့တော့အီရန်နိုင်ငံကသူ့ရဲ့နျူကလ িয়ার အာဆင်နယ်တွေပေါ့နျူကလ িয়ার ထုတ်လုပ်နိုင်တဲ့ပစ္စည်းတွေကိုတူရကီနိုင်ငံကိုလွှဲပြောင်းပေးဖို့မလွှဲပြောင်းရင်အမေရိကန်ကစစ်ရေးအယူယူမယ်ဆိုတဲ့ချိန်ချောက်မှုတွေနဲ့အတူအီရန်ကလည်းဒါကိုအလျှော့မပေးဘူးဆိုတဲ့အပြန်အလှန်တင်းမာမှုတွေဖြစ်နေတာလေအရှိတရားပဲဒါနောက်ဆုံးဖြစ်ပေါ်တိုးတက်မှုပေါ့အဲ့တော့ပတ်စံ money အဲ့တော့တော်တော်ရဲ့တော်လှန်ရေးလမ်းတစ်တာကိုကျွန်တော်တို့ပြန်သုံးသပ်ကြည့်ကြအောင်ဘာကြောင့်တော်လှန်ရေးကြာနေရလဲပတ်စံမရှိလို့ကြာတာသဘောတူပါသလား yes or no ဘာကြောင့်ဒေါ်လာရေးမပြီးတာလဲဘာကြောင့်ဒေါ်လာရေးကြာနေတာလဲကျွန်တော်ရဲ့ကောက်ချက်ဒီပတ်စံမရှိလို့ကြာနေတာသဘောတူပါသလား yes or no ပတ်စံနဲ့လက်နက်တွေဝယ်ရတာပတ်စံနဲ့ drone တွေဝယ်ရတာပတ်စံနဲ့စစ်သားတွေစုဆောင်ရတာပတ်စံနဲ့ကိုယ့်ရဲ့ရဲဘော်တွေကိုထမင်းကျွေးရတာပတ်စံနဲ့ရဲဘော်တွေကိုအင်ကြီးတက်ဆင်ပေးရတာပတ်စံနဲ့ဒီဝန်ထမ်းရန်တရားတွေကိုလဲပတ်ဖို့အတွက်သုံးရတာစိတ်တက်ကကျွန်တော်တို့ကရှိပြီးသားပါမြန်မာပြည်သူတွေကစစ်အာဏာရှင်ကိုတိုက်ချင်တယ်စစ်အာဏာရှင်ကိုဖြုတ်ချခြင်းနဲ့ဒီမိုကရေစီလူချင်းတဲ့စိတ်တက်ကကျွန်တော်တို့ကဘာမှမေခွန်းထုတ်စရာအကြောင်းမရှိဘူးဒီတခိုးတွေလို့ပြောတဲ့လူကိုယ်တိုင်ကပတ်စံမဆိုင်ပဲဆရာနာရှင်ကလူဖြစ်တာဖြစ်တဲ့အတွက်ချက်ချင်းဘလောက်လောက်လွယ်တယ်ပြောချင်တာကဒီ page မှာတခိုးလို့ဆွဆွဲတဲ့လူတွေငွေကြေးကိုလွဲသုံးစားလို့ဆွဆွဲတဲ့လူများအတွက်နေရာမရှိဘူးဒါဒီအဲ့ဒီကိစ္စကိုကျွန်တော်တို့ဝေဖန်ရေးလုပ်နေတာမဟုတ်ဘူးဒေါ်လာရေးဘာကြောက်ကြာနေရတဲ့အကြောင်းပဲဝေဖန်ရေးလုပ်နေတာအဲ့တော့ဒေါ်လာရေးဘာလို့မပြီးတာလဲပတ်စံမင်းတို့ငွေအကြောင်းမပြောနဲ့ငွေကဘာဖြစ်တယ်ငွေကအရာရာကိုမပြီးဘူးအဲ့ဒါဂျင်းနေတကဘာလုံးကငွေပဲပြောချင်တာကဂျင်းစကားတွေစစ်မတိုက်ရဲတဲ့လူတွေဒိုးရေးអော်ပြီးတော့အာနာရှင်နဲ့ပေါင်းစားခြင်းတဲ့လူတွေကပတ်စံစကားမပြောတာဘာသူတို့ကစစ်တိုက်မှမဟုတ်တာသူတို့ကဒိုးရေးអော်မယ်အာနာရှင်ဖိုင်းထောင်ထဲဝင်လိုက်မယ်ပြီးတော့အဲ့ဒါကိုသူတို့တိုင်းပြည်ခေါင်းဆောင်လုပ်မယ်သူတို့ထင်တာကအာနာရှင်ကိုဒိုးရေးလုပ်မယ်အာနာရှင်ကိုဆန့်ကျင်လိုက်ပြီးထောင်ထဲဝင်လိုက်တာနဲ့တိုင်းပြည်ခေါင်းဆောင်ဖြစ်ပြီလို့သူတို့ထင်တာအဲ့ဒါမြန်မာပြည်တော်လှန်ရေးရဲ့လွဲမှားနေတဲ့ခံယူချက်ပဲဘာသူတို့ကစစ်တိုက်ဖို့မလိုဘူးလေသူတို့ကလေထိုးတာလေပဲရတာအဲ့တော့အဲ့ဒီတော်လှန်ရေးသမားတွေအားလုံးဒီမြောက်နိုင်လက်ထက်မှာဆက်အနာရှင်လက်ထက်မှာလေထိုးတာဖြစ်တယ်လေပဲရတာသူတို့ပတ်စံလည်းမရှာတတ်ဘူးပတ်စံလည်းသူတို့လည်းမရှာဘူးသူတို့ကသူများအတွက်ပတ်စံရှာပြီသူတို့တော့ပတ်စံမရှာစားတတ်ဘူးအဲ့ဒီလူတွေအားလုံးကဒိုးရေးလုပ်မယ်ပြီးတော့မြောက်နိုင်ဖမ်းသွားမယ်ထောင်ထဲမှာ290ပို့လိုက်မယ်ပြီးပြန်လွှတ်ပေးလိုက်မယ်သူတို့ဒိုးရေးထက်လုပ်မယ်ဖက်ပြီးတော့ထောင်ထဲရောက်သွားမယ်အဲ့ဒါထွက်လာပြီးသူတို့မိသားစုလည်းသူတို့ရှာမကျွေးနိုင်ဘူးသူတို့ကိုယ်သူလည်းပတ်စံမရှာစားတတ်ဘူးတချို့ဆိုတသက်လုံးပတ်စံဘလို့ရှာမှန်းတော့မသိဘူးအလုပ်လည်းမလုပ်ဘူးကျောင်းသားဘွားကနေတော်လိုင်းသမားဖြစ်ပြီးတော့တိုင်းပြည်ခေါင်းဆောင်ဖြစ်ချင်တာတခါမှလည်းပတ်စံမရှာဘူးမိဘတွေကျွေးတာသူ့မယားတွေကျွေးတာဆွေမျိုးသားချင်းတွေထောက်ပံ့တာဟိုလူထောက်ပံ့တာထိုင်စားတာအဲ့တော့ပတ်စံမရှိဘူးပတ်စံမရှိတော့သူတို့ကလေထိုးတဲ့အတွက်လေပဲရတာအဲ့တော့ပတ်စံမရှာတတ်တဲ့လူပတ်စံဆိုတာဘာမှမသိတဲ့လူတော်လိုင်းရေးမှာပါနေအဲ့ဒီတော်လိုင်းရေးတွေလေထိုးလေပဲရမှာ